အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ Channel 7မြန်မာရုပ်သံလိုင်းမှာမကြမီမှာထုတ်လွှင့်ပြသရမယ့်နကိုတူအချစ်စိတ်ဆိုတဲ့ထိုင်းဇလန်တွဲလေးရဲ့အကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်ခရင်နဲ့ကိတ်ဆိုတဲ့ကာမလေးနှစ်ယောက်ဟာအမွာဘူးညီမတွေဖြစ်ကြပါတယ်အမွာဘူးဆိုပေမဲ့သူတို့နှစ်ယောက်ကလုံးဝဇက်ရိုက်ချင်းမူရချင်းလဲကွဲပြားပါတယ်ကိတ်ကတွက်လက်ထက်မြက်ပြီးကိုယ့်ကိုယ်ယုံကြည်မှုရှိရဲ့ချမ်းမာရေးကောင်းသူဖြစ်ပြီးဆွဲဆောင်မှုလည်းရှိရဲ့သူဖြစ်ပါတယ်ခရင်ကတော့ကိုခန္ဓာဝပြောပြီးကျမ်းမာရေးချူချတယ်ခရင်ဟာငငယ်လေးကတည်းကချစ်ဇလန်တပုတ်ရှိခဲ့ဖူးပါတယ်သူဟာအကိုတွန်ဆိုတဲ့ကောင်လေးတယောက်ကိုကြိုက်ခဲ့ဖူးပါတယ်အကိုတွန်ကသူ့ကိုပြန်မကြိုက်ပဲညှင်းလွှတ်ခြင်းကိုခံခဲ့ရပါတယ်ဒါကြောင့်ခရင်ဟာကိုတွန်နဲ့တွေ့တဲ့အခါနှလုံးဖောက်ခြင်းယောဂါကိုခံစားခဲ့ရပါတယ်ခရင်ရဲ့အိမ်မက်ကတော့ကဘာကျော်ဒီဇိုင်နာတယောက်ဖြစ်ဖို့ပါပဲဒါကြောင့်လည်းခရင်ဟာတက်သစ်ထူးချွန်ထက်မြက်တဲ့ဒီဇိုင်နာများရွေးချယ်ပွဲမှာတွားရောက်ရှင်ပြိုင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်ဒီပွဲမှာအနိုင်ရရှိမဲ့သူကတော့ဘတ်ငွေ1,000,000ကိုလည်းရရှိမှာပဲဖြစ်ပါတယ်ဘတ်ငွေ1,000,000ကျော်ကိုရမယ့်အပြင်ကိုမှကဘာကျော်ဒီဇိုင်နာတယောက်လည်းဖြစ်ခွင့်ရအောင်မဲ့နာမည်ကျော်ဒီဇိုင်နာရွေးချယ်ပွဲမှာတွားရောက်ရှင်ပြိုင်ဖို့ခရင်ဟာပြင်ဆင်ခဲ့ပါတယ်။သူမရဲ့အခက်အခဲတစ်ခုကတော့ဒီပြိုင်ပွဲမှာအကိုတွန်းဟာဒိုင်လူကြီးအနေနဲ့ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်အကိုတွန်းကိုမြင်ရင်နှလုံးဖောက်လာတဲ့ခရင်တယောက်အခက်အခဲကြီးကျယ်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။သူမရဲ့ဝါသနာကိုလည်းမစွန့်လွတ်နိုင်ပဲပြိုင်ပွဲမှာလည်းဝင်ပါခြင်းနေတဲ့စိတ်ဓာတ်ကြောင့်ခရင်ဟာအခြားကြံကြံတစ်ခုကိုစဉ်းစားမိပါတယ်။ဒါကတော့သူ့ရဲ့အမခိတ်ကိုအကူအညီတောင်းဖို့ပါပဲ။ခရင်ဟာကိတ်ကိုသူ့ရဲ့စာဒီဇိုင်နာများရွေးချယ်ပွဲမှာတွားရောက်ရှင်ပြိုင်ခိုင်းခဲ့ပါတယ်။အနိုင်ရရှိတဲ့အခါမှာဝေစုကိုလည်းခွဲဝေပေးမယ်လို့ပြောခဲ့ပါတယ်။ဒီလိုနဲ့ခိတ်တယောက်ခရင်နဲ့ချိတ်ဆက်နာကြတက်ဆင်ကဒီဇိုင်နာများရွေးချယ်ပွဲမှာတွားရောက်ရှင်ပြိုင်ခဲ့ပါတယ်။ဒီလိုနဲ့ခိတ်တယောက်ခရင်အစားခရင်ပြုတ်လုချုပ်လုထားတဲ့အဝတ်ဆောင်ကိုဒိုင်လူကြီးစီကိုတင်ပြခဲ့ပါတယ်။ခရင်ရဲ့ idea နဲ့တီထင်စားသက်မှုတွေကိုဒိုင်လူကြီးတော်တော်များများကသဘောကျခဲ့ကြပါတယ်။အဲ့ဒီထဲမှာအကိုတွန်ကလည်းအပါဝင်ပဲဖြစ်ပါတယ်။ဒါကြောင့်လည်းခိတ်ဟာဒီပြိုင်ပွဲမှာပါရမဆုကိုထိုက်တန်ရရှိသွားခဲ့ပါတယ်။ပြိုင်ပွဲပြီးတဲ့နောက်မှာတော့အကိုတွန်းဟာခိတ်ကိုစိတ်ဝင်စားနေမိပါတယ်။ခရင်ရဲ့ idea နဲ့တီတင်စားသစ်မှုတွေကိုစိတ်ဝင်စားနေမိတယ်လို့ပြောရင်ပိုပြီးတော့မှန်ပါလိမ့်မယ်။အခုတလောမှာအကိုတွန်းရဲ့ Dreamer ဆိုတဲ့ကုမ္ပဏီဟာကပ်ဘေးကိုစိုက်နေခဲ့ပါတယ်။သူတို့ကုမ္ပဏီကထုတ်လုပ်လိုက်တဲ့အထည်တွေဟာဝယ်သူတွေစိတ်တိုင်ကြမှာဖြစ်ပဲရောင်းအားတွေလည်းကျဆင်းနေတာပဲဖြစ်ပါတယ်။ဒီလိုအခြေအနေမှာအကိုတွန်းတရားဝယ်သူတွေကိုဘယ်လိုအဝတ်စားတွေကိုချုပ်လုပ်ပြီးဘယ်လို idea တွေနဲ့ဆွဲဆောင်နိုင်မလဲဆိုတာကိုစဉ်းစားနေခဲ့ပါတယ်။နောက်ဆုံးမှာတော့အကိုတွန်းတရားအကြံဉာဏ်တစ်ခုရသွားပါတယ်။အဲ့ဒါကတော့ဒီဇိုင်နာပြိုင်ပွဲမှာအနိုင်ရရှိခဲ့တဲ့ခိတ်ကိုသူတို့ကုမ္ပဏီမှာအလုပ်ဝင်ခိုင်းဖို့ပါပဲ။အကိုတွန်းတို့ Dreamer ကုမ္ပဏီကလုပ်ဖို့ကိုင်ဖက်တွေကတော့အကိုတွန်းရဲ့စိတ်ကူးအကြံဉာဏ်ကိုသဘောမကျကြပါဘူး။သူတို့ကခိတ်ကိုကုမ္ပဏီကိုပြန်ပြီးတော့ရောင်းအားတက်လာအောင်လုပ်ပေးနိုင်မယ်ဆိုတာကိုမယုံကြည်ကြပါဘူး။တစ်ဖက်မှာလည်းအကိုတွန်းတို့ရဲ့ Dreamer ကုမ္ပဏီကိုယင်းနှိမ့်မြုပ်နှံပေးတဲ့သူထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့အကိုတွန်းတို့နဲ့ပြိုင်ပွဲကုမ္ပဏီကဖြစ်တဲ့အန်တီစင်ဒီဖြစ်ပါတယ်။အကိုတွန်ကတော့သူ့ရဲ့ကုမ္ပဏီကိုပြိုင်ပွဲလက်ထဲမှာအပ်ချင်တာကြောင့်ရင်းနှီးမြှုပ်နှံဖို့ကိုစိတ်ဝင်စားပဲဖြစ်နေခဲ့ပါတယ်။အကိုတွန်ဟာသူဟာကိတ်နဲ့လက်တွဲပြီးဝယ်သူတွေစိတ်တိုင်းကြစေမဲ့ဒီဇိုင်းအသက်ဆန်းတွေကိုထုတ်လုပ်နိုင်မယ်ဆိုရင်ကုမ္ပဏီလည်းရောင်းအားတက်ပြီးကုမ္ပဏီရဲ့အသက်ကိုလည်းပြန်ပြီးတော့ကယ်ဆယ်နိုင်မယ်ဆိုတာကိုယုံကြည်နေခဲ့ပါတယ်။ဒါကြောင့်အကိုတွန်ဟာသူ့ရဲ့လုပ်ဖို့ကိုင်မဲ့တွေနဲ့အပေးယူတစ်ခုလုပ်ခဲ့ပါတယ်။တကယ်လို့သာခိတ်ဟာသူတို့ကုမ္ပဏီရဲ့ရောင်းအားကိုတိုးတက်လာအောင်မလုပ်ပေးနိုင်ရင်တော့ပြိုင်ပွဲအန်တီစင်ဒီရဲ့လက်ထဲကိုကိုတွန်ရဲ့ကုမ္ပဏီ Dreamer ဟာအားလိုက်ရတော့မှာပဲဖြစ်ပါတယ်။ခရင်တယောက်ကိုတွန်ကုမ္ပဏီရဲ့အလုပ်ခေါ်စာကိုရလာတဲ့အခါမှာအတော်လေးကိုထိတ်လန့်သွားခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီဇိုင်နာပိုင်းဝါသနာပါပြီးစိတ်ဝင်စားတဲ့သူဟာခရင်ကိုယ်တိုင်ဖြစ်နေလို့ပါပဲ။အားလုံးကတော့ဒီဇိုင်နာပြိုင်ပွဲမှာနိုင်ရရှိသူဟာခိတ်လို့ပဲထင်နေကြတာပါ။ခရင်ဟာအကိုတွန်တို့ကုမ္ပဏီမှာလှုပ်လို့ရတာကိုစိတ်ဝင်စားခဲ့ပါတယ်။အကိုတွန်ဟာလိန်ညာတဲ့သူတွေကိုမုန်းတယ်ဆိုတဲ့သတင်းကိုကြားတာကြောင့်ခရင်နေနဲ့မသွားရပဲခိတ်အနေနဲ့သာအလုပ်သွားလို့ရတော့မှာပဲဖြစ်ပါတယ်။ဒါကြောင့်ခရင်တယောက်ခိတ်ကိုထပ်မံအကူအညီတောင်းရပြန်ပါတယ်ခရင်ဟာသူ့အစားခိတ်ကိုအကိုတွန်တို့ Dreamer ကုမ္ပဏီမှာအလုပ်ဝင်ဖို့တောင်းဆိုလိုက်ပါတယ်ခိတ်ကတော့သူ့ရဲ့ကိုယ်ပိုင်ဘဝကိုယ်ပိုင်လုပ်ငန်းကိုယ်ပိုင်အချင်းတွေကိုပေးစားရမှာဖြစ်တာကြောင့်ခရင်ရဲ့အကြံပြုချက်ကိုလက်မခံခဲ့ပါဘူးဒါပေမဲ့ခရင်ဟာဒီဇိုင်နာပြိုင်ပွဲမှာအကိုတွန်နဲ့တွေ့ဆုံခဲ့ပြီးအကိုတွန်ကိုလည်းစိတ်ဝင်စားမိနေတာကြောင့်ခရင်ရဲ့အပေးယူကိုလက်ခံလိုက်ပါတယ်ဒီလိုနဲ့ကိတ်တယောက်ခရင်ဟန်ဆောင်ကအကိုတွန်ရဲ့ Dreamer ကုမ္ပဏီမှာအလုပ်ဝင်လုပ်တဲ့အခါမှာတော့ဘယ်လိုအရာတွေနဲ့ရင်ဆိုင်ကြုံတွေ့ရမလဲလုပ်ဖို့ကင်ဖက်တွေရဲ့အထင်သေးချင်းနှောက်ယှက်ခြင်းတွေကိုကိတ်တယောက်ဘယ်လိုရင်ဆိုင်မလဲခရင်ဟန်ဆောင်ထားတဲ့ကိတ်တယောက်ကရောအကိုတွန်ကိုဘယ်လောက်ကြာလိမ့်ညာပြီးအလုပ်လုပ်နိုင်မလဲခရင်နဲ့ကိတ်နှစ်ယောက်စလုံးကအကိုတွန်ကိုသဘောကျသွားတဲ့အခါမှာရောဘာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ရင်သက်ရှုမောစွာရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုခံစားကြရမှာဖြစ်ပါတယ်ဒီဇက်လန်တွဲကိုတော့မကြခင်မှာ Channel 7ရုပ်သံလိုင်းမှာတနင်္လာနေ့ကနေပြီးတော့တောက်ကြနေ့အထိထုတ်လွှင့်ပြသပေးတော့မှာပဲဖြစ်ပါတယ်ထ
ထိုင်းဇလန်တွေကောင်းကောင်းကိုမှမြန်မာနောက်ခံစကားပြောနေကြည့်ရတာကိုစိုင်းနဲ့တက်တက်ပရိသတ်တွေကတော့လုံးဝလက်မလွတ်သင့်ပါဘူးနော်ဒီဗီဒီယိုလေးလည်းဒီမှာပဲအဆုံးသတ်လိုက်ပါမယ်ကြည့်ရှုအားပေးခဲ့ကြတဲ့သူတိုင်းလည်းကျေးဇူးများတင်ရှိပါတယ် channel လေးလည်း subscribe လေးနှိပ်သွားပေးပြီးတော့ notification ခေါင်းလေးလည်းနှိပ်သွားပေးဖို့လုံးဝမမေ့ပါနဲ့ဦးနော်